အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော် sharing လုပ်ပေးကြလို့ပါအရင်တော့ဆိုရင်ကျွန်တော်ကတခြားပေါ့နော်တခြားဒီ radio ကနေပြီးတော့ကြားရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော်အခုဒီနေ့တွေ့ကြုံရတဲ့တွေ့ကြုံကတော့ကျွန်တော်ကိုယ်တိုင်အဲ့ဒီနေရာကိုရောက်သွားတော့ပေါ့နော်ရောက်သွားတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့တွေအဲ့ဒီနေရာကိုတတိကြီးကြီးနဲ့ကျွန်တော်တို့တွေချင်းကပ်တာပေါ့နော်ကျွန်တော်တို့တင်မောတစ်စင်းနဲ့လည်းမဟုတ်ပါဘူးတခြားတင်မောတွေလည်းပါသေးရဲ့တခြားဒီပေါ့နော်ဟိုလိုစီတင်တဲ့တင်မောတွေအကြီးတွေပါတယ်အတူတူသွားကြတာပေါ့အတူတူသွားပြီးထွက်ကြတာပေါ့ဒီဟောပေါ့ကျွန်တော်ဒီတောင်ပလန်းอ่ะပေါ့နော်တောင်ပလန်းကနေကျွန်တော်သွားကြတာပေါ့သွားတော့ပထမဦးဆုံးကျွန်တော်မြင်လိုက်ရတာဗာလဲဆိုတော့ဖြစ်ဖြစ်တဲ့သူကဒီကျွန်းနာကနေကတ်သွားတယ်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်တို့ကျွန်းကြီးကိုမြင်ရတာပေါ့နော်ကျွန်းကြီးတွေမြင်ရတော့လေဘာလို့အဲ့လိုကျွန်းအလုံးအထည်အကြီးတွေမမြင်ရတာကြာအဲ့လိုမျိုးအဲ့ချိန်မှာနေမထွက်သေးဘူးရာသီဥတုကဟိုဖြစ်နေပါတော့ဟို visibility မကောင်းဘူးမြင်ကွင်းကမကောင်းဘူးသူတို့တွေအဲ့လိုမျိုးရင်ငွေလိုဖုံလိုသိရမလားအဲ့လိုမျိုးဟာလေးရှိတယ်ရှိတော့အဲ့ကြားထဲမှာအဲ့တောင်ကြီးတွေကငွငွေလေးတွေပေါ်နေအောင်နော်အဲ့ကြားထဲမှာနေလုံးကြီးထွက်လာတဲ့ဟာကိုကြည့်ပြီးတော့မှလေတော်တော်လှတာပဲဆိုပြီးတော့သိရကျွန်တော်ကအဲ့ဒါကိုတောင်းတော့ရိုက်လိုက်သေးတာရိုက်ပြီးတော့တောင်းတယ်သတိကြီးနဲ့သွားပါတော့အပေါ်မှာလည်းလူတွေအများကြီးပဲရှိတယ်ဟိုခေါ်ထားဥစားပေါ့ဒီအပြင်တွေကိုကြည့်ဖို့အတွက်ကျွန်တော်ခေါ်ထားကြတာပေါ့နော်ခေါ်ထားတဲ့လူတွေရှိသွားရင်နဲ့အဲ့ဒါနဲ့ကျွန်တော်တစ်ဆင့်အောင်တယ်နှစ်ဆင့်အောင်တယ်အောင်ပြီးတော့သွားတာပေါ့သွားပြီးွားရောကျွန်တော်အချိန်ရပြီးသွားတာပေါ့အဲ့အချိန်မှာကျွန်တော်ထမင်းလေးစဉ်းစားမယ်ဘိုက်ကလည်းတော်တော်စားနေပြီဆိုတော့ဘိုက်ကလည်းအရန်စားတော့အဲ့တက်လာတဲ့ဒီစကန်တော့စားအောင်ညီလေးအကိုထမင်းလေးပြေးစားလိုက်မယ်ပြီးရင်ချက်ချင်းပြန်ထက်လာမယ်အကိုအဲ့လိုမျိုးပေါ့နော်အဲ့လိုပြောခဲ့တာပြောခဲ့ပြီးတော့ထမင်းလေးစဉ်းစားလဲထမင်းစဉ်းစားပြီးတော့ဘယ်တော့မှမကြောက်အပေါ်ပြန်တက်သွားတော့ဝေယုံသုံးကားတွေဖြစ်နေဝေယုံသုံးကားတွေဖြစ်နေတော့ဘယ်လိုတွေဖြစ်နေလဲဆိုပထမတော့ကျွန်တော်တက်သွားတဲ့အချိန်မှာလေတင်မိုးရဘယ်ကြီးကိုဝေါဆိုလဲနေဟာကျွန်တော်ကြည့်ဟာကြီးတွေဘာဖြစ်လာမဟုတ်အကိုဟိုကနေလှမ်းခေါ်တဲ့ကျွန်တော်တို့နာမည်ပေါ့နော်လှမ်းခေါ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ပြန်ပြီးတော့꿰နေရပါပေါ့အဲ့လိုမျိုးပြောတာပေါ့ပြောဘေးတွေမှာလည်းအဲ့တော်ကျွန်တော်အုပ်လိုက်သွားတာပေါ့နော်အုပ်လိုက်ဟိုလောက်ရှိတယ်6စီးလောက်ရှိမှာပေါ့နော်အဲ့ဒါကိုသွားတဲ့အချိန်မှာဘေးကတင်မိုးအကြီးတွေစီတင်တဲ့တင်မောအကြီးတွေကလည်းဝေါဆိုလှည့်ရပါတော့တဲ့အချိန်မှာကြည့်ပြီးတော့လေဟာဘယ်လိုပြောရမလဲအပြုံလိုက်ကြီးလှည့်ကြအောင်နော်ဝေါဆိုတော့လှည့်ကျွန်တော်ဟိုဘက်တွေကိုပြောပြီးလားဒီဘက်တွေကိုပြောပြီးလားပေါ့နော်ကျွန်တော်တို့ကလှည့်မယ်꿰မယ်ပါညာဆိုလို့ရှိရင်ပြောရတာကိုပြောကျွန်တော်ပြောဝိုင်းပေါ့နော်သူကလည်းပြောတဲ့အချိန်မှာကျွန်တော်ကလည်းโอเคညီလေးဆက်လို့အကိုကြည့်ပေးမယ်ဆိုပြီးတော့အားနဲ့ကျွန်တော်ဆက်ပြီးတော့လုပ်ကြတာပေါ့နော်အကုန်လုံးအဲ့ချိန်မှာလုံးဝဝေယုံသုံးကဟိုဘယ်လိုပြောရမလဲအမှန်ဆိုလို့ရှိရင်ကျွန်တော်က record လေးတွေယူတတ်တဲ့အကျင့်ရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ record ယူဖို့ဥစားလဲကောင်းထဲမှာလည်းစီစဉ်မရှိတော့အဲ့လိုဖြစ်သွားတာဟာပြီးတော့ဆိုလှည့်ရအောင်နော်လှည့်ပြီးတော့သူတို့တွေအကုန်လုံးပြန်လို့တာသူကတစည်းချင်းစီကိုနာမည်ခေါ်ပြီးတော့ပြန်ပြီးတော့လှည့်ခိုင်းတာပြန်လှည့်ပါပြန်မလှည့်ဘူးဆိုလို့ရှိရင်တော့ထုံးစံတိုင်းပြောတာပေါ့နော်ဘာလုပ်မယ်ညာလုပ်မယ်ပေါ့အဲ့လိုမျိုးပြောတာပေါ့ပြောအားနဲ့အကုန်လုံးကလည်း okay we are turning ဆိုပြီးတော့ပြန်လှည့်တာပေါ့ပြန်လှည့်ကြလှည့်ရင်နဲ့ပြီးလှည့်ပြီးတော့ပြန်လှည့်တော့ဒါပေမဲ့အပြင်ကလည်းအပြင်မှာဘယ်သူရှိလဲသိရမလားအပြင်မှာသူကလှမ်းခေါ်သေးရပြန်လာခဲ့မလာနိုင်တော့သူတို့တွေဆဲတယ်သိရလားအပြင်လမ်းခေါ်တဲ့ဟိုအဖွဲ့ကိုဆဲတယ်ပြောတယ်အဲ့လေကိုရီးယားလည်းအဲ့ဒါလေးနားထောင်ပြီးတော့ကြားနေရတာအတန်နေရကြားနေဆိုဝမ်းမလို့ရောင်းလို့လည်းသိရလားပြီးလည်းပြီးတော့ကျွန်တော်ကနောက်ကျောင်းပြန်လဲတာပေါ့နော်ပြန်လဲပြီးတော့ထဲကိုပြန်ပြီးတော့ဝင်တာပေါ့ဝင်ပြီးတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်နေရပြန်ရောက်သွားပြီဆိုတော့ကျွန်တော်တို့ကမိုင်150လောက်ဝေးတာပေါ့150လောက်ဝေးရဆိုတော့တော်တော်ပြန်မောင်းရတာပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့တကယ်တမ်းကိုလက်တွေ့ကြုံလိုက်တဲ့အချိန်မှာကျတော့တကယ်ဖြစ်လိုက်တာဥမာတကယ်လို့သူတို့တွေကတခုသာလှမ်းလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးသူတို့အတန်သာထွက်နေတာဘယ်နာနေပြောနေမှန်းလည်းမသိဘူးကျွန်တော်တို့ဘယ်လိုကနေဘယ်လိုမြင်နေမှန်းလည်းမသိဘူးပြီးတော့သူတို့ပြောတဲ့
ကျွန်းရှိရလေသူတို့ပိုင်တဲ့ကျွန်းရှိတယ်အဲ့ကျွန်းကြီးကလည်းမြင်းနေရတာအဲ့ကျွန်းကြီးကလည်းမြင်းနေရဆိုတော့သူတို့ကဘယ်နာနေဘယ်လိုပြောနေရလဲဘယ်လိုတွေလုပ်နေရလဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကသူတို့အတန်ကြားရတယ်ပြန်ကွေ့ဆိုတာနဲ့ချက်ချင်းပြန်ကွေ့ရတာတကယ်လို့ပြန်မကွေ့ဘဲနဲ့ overshoot ပေါ့နော်ဘယ်လိုပြောမလဲတင်းမိုးတွေကအချိန်ပါတာကိုအဲ့ဒီအချိန်မှာသူတို့တွေကဟာလဲ73တော့ပေါ့နော်တနားရီ73မိုင်နှုန်းနဲ့သွားနေတာဆိုတော့တကယ်လို့ overshoot သူတို့ပြောတဲ့အချိန်မှာမကွေ့ပြစ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေတခုခုဖြစ်နိုင်တယ်ပေါ့အဲ့လိုမျိုးတွေတော့ရှိတယ်ဆိုတော့ကျွန်တော်တို့ဝုန်းဆိုပြန်ကွေ့ကြပါတင်းမိုးအကုန်လုံးပြန်ကွေ့တာဝုန်းဆိုပြန်ကွေ့ကြတာပေါ့ပေါ်လို့တွေရရအဲ့မှာပြီးလဲပြီးတော့အော်လို့အထဲကိုတော်တော်လေးပြင်ရောက်တော့မအော်တော်သေးရငါတို့တွေဘာမှမဖြစ်ဘူးဒီတိုင်းလေးပဲဟုတ်ပြီးတော့ပြန်ပြီးတော့အထဲကိုပြန်ဝင်လာနိုင်တယ်ပေါ့နော်ဆိုတော့အရန်ဘယ်လိုပြောမလဲအဲ့ဒီအချိန်မှာလေအရင်တော့ကျွန်တော်ကတခြားတင်မိုးတွေအဲ့လိုမျိုးဖြစ်တဲ့ဟာကကျွန်တော်ကြားရတာပေါ့နော်ဒီဆက်ထဲမှာသာကြားနေရတာဩသူတို့အဲ့လိုမျိုးဖြစ်တယ်ပေါ့ဒါပေမဲ့တကယ်တမ်းကိုယ်တိုင်ဂျုံရတဲ့အချိန်ကျတော့လေမလွယ်ဘူးတကယ်တမ်းကျတော့ပြီးဟိုပါပေါ့အနေများတာပေါ့နော်အနေများတာဆိုတာသူတို့တခုလုံးလိုက်မဲ့ဟာကိုများတာပေါ့နော်သူတို့ကပြောလို့မရအောင်လေသူကအဲ့လိုမျိုးဆိုတော့ဘာပြောကျွန်တော်တို့တွေအခုအထက်ကိုပြင်အောင်နေပြီအထက်မှာတော့လုံးဝအနေကင်းနဲ့ဘေးရှင်းနေပေါ့နော်အဲ့လိုမျိုးပေါ့ဘာပြောကျွန်တော်တို့ဒီမနက်ပိုင်းထွက်လိုက်တဲ့အချိန်လေးမှာဘာလေးတွေ့ရလဲဆိုတော့၄လလောက်တည်ရမလားဒီလိုမျိုးတောင်လေးပြီးတော့ဖြစ်ရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အမြဲတမ်းမြင်နေကြသင်းမောပေါ်မှာဆိုလို့ချင်းသင်းမောသွားတယ်တခြားနိုင်ငံတစ်ခုကိုဝင်နေပါညာဆိုလို့ချင်းအဲ့လိုမျိုးတောင်လေးတွေတည်ရမလားအိမ်လေးတွေအဲ့လိုမျိုးဟာလေးတွေကိုဘာပြောခဏဖြုတ်မြင်လိုက်ရတာပေါ့နော်ခဏလေးမြင်လိုက်ရတာပေါ့နော်တော်လိုမျိုးလေးတွေဆိုဘာပြောအေးပေါ့အဲ့လေးကတော့အမျက်ပေါ့ဆိုတော့ဒီထဲမှာဆက်ပြီးတော့ထက်ရှိနေအောင်ပေါ့နော်ကျွန်တော်တို့ထက်ရှိနေအောင်ပါပေါ့ဆိုတော့အဲ့အကြောင်းလေးလည်းတိတ်တော့မပြောချင်တော့ပါဘူးဒီကိုထွက်အပြင်ရောက်ပြီဆိုတော့မှသာဟေးငါအပြင်ရောက်ပြီဆိုပြီးတော့ပဲအဲ့လိုပဲတတ်မှတ်လိုက်တော့မယ်အခုအချိန်ကတော့โอเคထွက်လို့မရဘူးလားထွက်လို့မရโอเคအထက်မှာပဲနေမယ်ဒီမှာနေမယ်ကိုယ်လို့ရှာရှိရလုံးမယ်ကျမကြီးကောင်းနေမယ်အဲလိုမျိုးပေါ့နော်ဆိုဘယ်ဟာမှတော့ကြိုပြောလို့မရဘူးပြီးလို့ရှိရင်ဟုတ်ပါတယ်အကိုချိုကိုမနဲ့ကျွန်တော်တွေ့ပါတယ်ဘယ်ဟာမှလည်းအမြဲတမ်းတသမတ်သေးဖြစ်မနေဘူးကျွန်တော်ဒီဟာရပါတော့တသမတ်သေးဖြစ်မနေဘူးချိန်ကြလို့ရှင်တော့ကျွန်တော်တို့အပြင်ရောက်မှာပဲဒါပေမဲ့အဲ့ချိန်ကဘယ်ချိန်လဲဆိုတာရှိရပါတော့ဒါပေမဲ့ဒီဟာကတော့ချိန်ဖြစ်လာမှာပါဆိုတော့ကျွန်တော်တို့အခု AC ပဲအထဲမှာပြန်ပြီးတော့အရင်လိုပဲအေးချမ်းလေးပြန်ပြီးတော့နေနေပါတော့ဆိုတော့ဒီနေ့ဖြစ်ပျက်လေးကတော့အဲ့ဒါပါဆိုတော့အကုန်လုံးကလည်းဟိုပေါ့နော်ပေါ့ကျွန်တော်စိတ်ပူကြတာပေါ့နော်ကျွန်တော်အိမ်ရတူရေဆိုလို့ရှင်လည်းစိတ်ပူကြတာပေါ့ဆိုတော့ဘာပြောဒါဘာမှမဖြစ်ဘဲနဲ့အထက်ကိုကျုံးဝင်နဲ့ပြောင်းဝင်လာနိုင်တယ်ဆိုတာကိုပဲကျွန်တော်တွေဝန်တော့ပါတယ်ဆိုတော့အဲ့ဒါလေးလာပြောပြတာပါကျွန်တော်ချင်းလာလောက်တာပါဟိုစူတုံးပေးတဲ့တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ဒီထဲမှာဆက်ပြီးတော့ရှိနေပါအောင်မယ်ကျေးဇူးတင်ပါတယ်